ပတ်စံချီပြီးတောင်းရခတ်တဲ့တငယ်ချင်းတယောက်ကခုစီထက်လာချီတဲ့အချိန်ကျရင်နိုးလို့မပြောနိုင်ဘူးအလုံးမဆိုလဲကိုယ့်ရဲ့အလုပ်တွေတနေကုန်လုပ်နေရတာပြင်ပန်းနေပြီဒါပေမဲ့ကိုယ့်ရဲ့အထက်လူကြီးကဒါလေးလုပ်ပေးပါလို့ပြောတဲ့အချိန်မှာလဲနိုးမပြောရဲဘူးအဲ့ဒီလိုပဲ relationship မှာဆိုလဲကိုယ်အဆင်မပြေနေပေမဲ့အများအားသိခံနေမိတယ်မိသားစုမှာလဲကိုကမလုပ်ပေးနိုင်ဘူးဆိုရင်ဒါကိုရှားရတယ်ဆိုပြီးပြောနေမိတယ်ဒီလိုမျိုးတွေလုပ်ပေးတဲ့အချိန်မှာကိုငါဘာလို့ဒီလိုမျိုးတွေလုပ်မိရလဲဆိုပြီးတော့စဉ်းစားနေမိတယ်တကယ်တော့ဒီလိုဖြစ်တာကိုအားနည်းလို့မဟုတ်ပါဘူးကိုယ့်ရဲ့ငယ်ဘဝမှာတော့ငါကြုံတွေ့ခဲ့ရတဲ့အလေးအကျင့်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားတာနဲ့ဘာကြောင့်လို့မပြောနိုင်တာလဲကိုငယ်ဘဝတုန်းကဘယ်လိုအတွေ့အကြုံတွေနဲ့ဆက်ဆက်နေလဲပြီးရင်ဘယ်လိုမျိုးပြန်လည်တည်ဆောက်နိုင်မလဲဆိုတာကိုအသေးစိတ်သိသွားပါလိမ့်မယ်ကျမတို့တော်တော်များများလုံးမပြောနိုင်တော့သဘောကောင်းတယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့တစ်ခါတလေမှာသဘောကောင်းတယ်ဆိုတာထက်ကိုညံ့လိုက်ရင်စိတ်ဆိုးသွားမှာကိုသဘောမကောင်းဘူးလို့ထင်မှာကြောက်တဲ့စိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့အဲ့ဒီကြောက်စိတ်ကဘယ်ရလာလဲဆိုတာကိုလည်းပြန်ကြည့်ဖို့လိုအပ်ပါတယ်ဥပမာအလုပ်မှာတနေ့ကုန်လုံးပြင်ပန်းနေပြီဒါပေမဲ့အထက်လူကြီးကဒါလေးလုပ်ပေးပါလို့ပြောတဲ့အချိန်မှာလည်းဒီနေ့တော့မလုပ်ပေးနိုင်တော့ဘူးလို့မငြင်းရဘူးအော်ဟုတ်ကဲ့ရပါတယ်လုပ်ပေးမယ်ဆိုပြီးတော့လုပ်ပေးလိုက်တယ်ဒါပေမဲ့လည်းစိတ်တွေကပို့ပြီးတော့ပြင်ပန်းနေအခါတလေမှာဒေါသတောင်ထက်နေမိတယ်ဒါပေမဲ့လည်းနောက်နေ့ကြပြန်တော့လည်းဒီလိုပဲထပ်ပြီးတော့လုပ်နေမိတယ် relationship မှာဆိုလဲတစ်ဖက်လူကိုမကြိုက်တဲ့အရာတစ်ခုရှိတယ်ဒါပေမဲ့ပြဿနာဖြစ်မှာဆိုလို့မပြောဘဲနေတယ်ဒီလိုမျိုးတွေထက်ခါဖြစ်နေတာကနိုးမပြောရတာထက်အဲ့ဒီနောက်မှာပုံညက်တဲ့အရာတစ်ခုရှိနိုင်ပါတယ်တချို့လူတွေအတွက်ကနိုးလို့ပြောလိုက်တာနဲ့စိတ်ထဲမှာသူစိတ်ဆိုးသွားမလားတခြားလူတွေအဆင်ပြေပါမလားငါ့ကိုတကူကောင်းဆန်နေလူလို့ပြောကြမလားဆိုပြီးတော့ပေါ်လာတတ်တယ်ဒီလိုမျိုးပတ်သက်နေခဏဖြစ်နေတာကိုငငယ်တုန်းကကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ဥပမာကိုမကြိုက်တာကိုပြောရင်အပြစ်တင်ခံခဲ့ရတာကိုလိုချင်တာထက်လူကြီးတွေရဲ့ဆန္ဒကိုဦးစားပေးရတာဒါမှမဟုတ်လဲကိုယ့်ရဲ့ခံစားချက်တွေကိုပြောပြတဲ့အချိန်မှာလဲငိုနဲ့မပြောနဲ့ဆိုပြီးကိုယ့်ရဲ့ခံစားချက်တွေကိုဖိနှိပ်ခံခဲ့ရတာဒါမှမဟုတ်ဘူးဆိုလဲကိုယ့်ရဲ့အိမ်မှာကိုကပြဿနာမဖြစ်အောင်နေခဲ့ရတာအဲ့ဒီလိုမျိုးကြုံတွေ့ရတဲ့အချိန်မှာကလေးတယောက်အနေနဲ့သူ့ရဲ့စိတ်ထဲမှာတခြားလူတွေအဆင်ပြေမှငါလဲလုံခြုံမယ်ဆိုပြီးတော့တည်ယူလာခဲ့ရတာမျိုးပါအရွယ်တစ်ခုရောက်လာတဲ့အချိန်မှာအဲ့ဒီခံစားချက်တွေကမပြောက်သွားပဲ relationship အလုပ်ဒါမှမဟုတ်မိသားစုတွေမှာတစ်ချိန်မဟုတ်တစ်ချိန်ပြန်ပေါ်လာတတ်ပါတယ်ဒါကြောင့်ဒီလိုမျိုးနိုးမပြောနိုင်တာနဲ့ကိုအားနည်းနေတယ်လို့သတ်မှတ်လို့မရပါဘူးအတိတ်မှာတော့ကိုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကြောင့်ကိုကာကွယ်ဖို့တည်ယူလာခဲ့ရတဲ့နေလန်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီလိုမျိုးပတ်တန်ကြီးတစ်ခုလုံးထက်ခါဖြစ်နေပြီဆိုရင်ဘယ်လိုကြော်လွှားအောင်လဲဆိုရင်နေလန်းလေးတွေကိုပြပြသွားပါမယ်ပထမဦးဆုံးအချက်အနေနဲ့ကိုအပြစ်မတင်ပါနဲ့ငါဘာလို့နိုးမပြောနိုင်တာလဲဆိုပြီးအပြစ်တင်နေတဲ့အစားဒီလိုမျိုးနိုးမပြောနိုင်တာငါဘာလို့ကြောက်နေရလဲဆိုပြီးတော့ကိုမေးကြည့်လိုက်ပါဒုတိယတစ်ချက်နိုးပြောနိုင်ဖို့တေးသေးလေးတွေကစောက်ပြီးတော့တည်ယူပါဥပမာတခြားလူတယောက်ဒါမှမဟုတ်တငယ်ချင်းတယောက်ကအပြင်သွားဖို့လာခေါ်တဲ့အချိန်မှာလဲဒီနေ့တော့ငါမအားသေးဘူးနော်ဒါမှမဟုတ်အလုပ်ကိစ္စတစ်ခုလာခိုင်းတဲ့အချိန်မှာလဲကျမကဒီကိစ္စကိုအခုတော့မလုပ်ပေးနိုင်သေးဘူးစသဖြင့်ပေါ့ဒီလိုမျိုးတေးသေးလေးတွေကစောက်ပြီးတော့တည်ယူပါနောက်ဆုံးချက်ကကိုယ့်ရဲ့ငယ်ဘဝမှာရရှိခဲ့တဲ့စိတ်ထိုင်ရာတွေကိုကုစားဖို့အချိန်ပေးပါအတိတ်ကကိုယ့်ရဲ့ခံစားချက်တွေကိုနားလည်ပြီးပါအခုလက်ရှိအချိန်မှာလည်း boundary ထားတတ်ဖို့ကိုချစ်တတ်ဖို့တတိယချင်းတည်ယူပါနိုးဆိုပြီးတော့ညှင်းလိုက်တာဟာတကူကောင်းဆန်တာမဟုတ်ပါဘူးတခါတလေမှာနိုးပြောတာဟာကိုရွေးချယ်လိုက်တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုယ့်ရဲ့မိတ်ဆွေတွေထဲမှာလည်းဒီလိုမျိုးနိုးမပြောနိုင်တဲ့လူတွေရှိရင်ဗီဒီယိုလေးကို share ချင်းသူတို့ကိုကူညီပေးလိုက်ပါနောက်ထပ်လို့လည်းဒီလိုမျိုးကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုနားလည်အောင်ဘယ်လိုလုပ်ရမလဲhealing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုယ့်ရဲ့စိတ်ခံစားချက်ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့အကြောင်းအရာတွေ self love meditation အကြောင်းတွေကိုမျှဝေပေးမှာဖြစ်လို့ဒီ channel လေးကို like and subscribe လုပ်ပေးထားပါနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြမယ်အားလုံးပဲ bye bye